ပကံရဲ့နှွေဟာရက်ဆက်လွန်လာပါတယ်။တစ်ပင်တွေမှာအရွက်တွေကျွေပြီးအကားရက်ခတ်တွေပဲကျန်နေပေမယ့်လေအဝိမှာလွင့်ပါလာတဲ့ဖုံးမုံနီနီလေးတွေကမျက်လုံးထဲကိုစူးဝင်လာတတ်တယ်။ပြီးတော့ဟိုးအဝိကဥကျော်သွန်းတန်းအဲ့ဒီအတိုင်းကလူကိုတိတ်တိတ်ကလေးတတ်နေသလိုမျိုးလွမ်းစရာကောင်းလွန်လာပါတယ်။မောင်လုံးတယောက်စီဒီတဆူရဲ့ရင်ပြင်တော်ပေါ်မှာထိုင်ရင်းအဝေးကတောင်တန်းကြီးကိုငေးကြည့်နေမိတယ်။သူ့လက်ထဲမှာတော့ဟောင်းနှွမ်းနေပြီဖြစ်တဲ့ဘဝလေးတစ်ထည်ဒီအချိန်ဒီຫນွေတုန်းကပဲကိုမင်းနဲ့စာတွေ့ခဲ့တာပေါ့နင်းရီချိုရဲ့လွန်ခဲ့တဲ့3နှစ်ကဒီလိုຫນွေရာဒီမျိုးမှာပဲပကံထားမောင်လုံးဟာဧလညွန့်တူအဖြစ်သူ့ရဲ့တာဝန်ကိုထမ်းဆောင်နေခဲ့တာပါအဲ့ဒီနေ့ကနေကအယံပူတလို့လေကလည်းအငိမ်မနေခဲ့ဘူးစီဒီတော်နေကြားထဲမှာတပ်ပုံရိုက်ဖို့နေရာရှာနေတဲ့ကောင်မလေးတယောက်ကိုသူတွေ့လိုက်ရတယ်သူမကမျိုးသူလေးတယောက်မှတီးတာပါတယ်အသားဖြူဖြူစံပင်ရှိရှိနဲ့ဝတ်ထားတဲ့ခြေသားပါနုရောင်အင်ကြီးလေးကပကံရဲ့အုပ်နေရောင်နောက်ခံမှာထင်းနေတာပဲသူမရဲ့မျက်လုံးတွေကတော့တခုခုကိုရှာဖွေနေသလိုဝမ်းနဲ့ရီကလေးတွေတာနေခဲ့လေအမဓာတ်ပုံရိုက်ခြင်းလို့လားကျွန်တော်နေရာကောင်းတွေတည်တယ်လေလို့မောင်လုံးကလှမ်းမိခဲ့စဉ်ကသူမပြုံးလိုက်တဲ့အပြုံးဟာပကံရဲ့ပူပြင်းတဲ့နှွေကိုခဏတာငင်းအေးသွားစေခဲ့တယ်ဒါပေမဲ့အဲ့ဒီအပြုံရဲ့နောက်ွယ်မှာဒီလောက်အထိကြီးမားတဲ့ခွဲခွာခြင်းတွေမျက်ရည်တွေရှိနေမယ်လို့မောင်လုံးဒီခါမှမတွေ့ခဲ့မိဘူး။ဦးကျော်ထန်တွေကအခုလည်းမြင်နေစေ။ဒါပေမဲ့အရင်လိုမစားရတော့ပဲနားထဲမှာစူးစူးရှာရှာနဲ့ခံစားနေရပါတယ်။